မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ30ရက်ဗုဒ္ဓဟူးနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်တော်တွင်လက်နက်ချစစ်သုံးပန်းတွေအားအေအေကအတင်းအလုတ်ကျန်းတွေလှုပ်အားပေးခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်ဒီဝင်းပါရှခိုင်ပြည်နယ်မောင်တော်မြို့နယ်တခုလုံးကို2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာစတင်ပြီးထိန်းချုပ်ထားတဲ့ရခိုင်လက်နက်ကိုင်အေအေကနေရာနှံ့ပြရင်ကြောက်လန်းခင်းပြုပြင်ရင်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေအပါအဝင်အလုပ်ကျန်းတွေလက်နက်ချညံ့ခံတဲ့စစ်ကောင်စီတပ်သားတွေစစ်သုံးပန်းတွေဟာအတင်းကျပ်လောအားပေးခိုင်းနေကြောင်းသိရှိရပါတယ်စစ်ကောင်စီနဲ့အေအေတွေကြောင့်တိုက်ပွဲတွေအတွင်းအေအေထက်လက်နက်ချညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်သား1000နီးပါးရှိနိုင်ပါတယ်ကျင်းချောင်းရှိအေအေတပ်မှာကြီးကပ်ပြင်ဌာန6နေမြေ30 4မိုင်ရှိနာခခနဲ့နာခခ9နဲ့မောရဝရီဗျူဟာတွေမှာအေကစစ်သုံးပန်းတွေအားဖမ်းဆီးသိမ်းတာတယ်အေကသူတွေအားမေယူတောင်ခက်ကကြောက်တုံးကြီးတွေထူခွဲခိုင်းနေခြင်းကြောက်လန့်ခင်းမှုလမ်းပြုပြင်ခိုင်းနေခြင်းတောရဲချုံတော်တွေရှင်းလင်းခိုင်းနေခြင်းစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ခိုင်းနေခြင်းကျရင်ကင်းစကန်တွေပါဝင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်းအလုပ်ကျန်းတွေအတင်းကျပ်လုပ်ခိုင်းနေပါတယ်စစ်သုံးပန်းတွေရဲ့ကိုခဏနေထားမှတော့ပိမ့်ပိပပရုပ်ဆိုကြည့်မကောင်းစရာဖြစ်နေတယ်လာဖိုးကောင်စကန်ရဲ့နေမြေ30မှာကြောက်လန့်ခင်းနေစဉ်စစ်သုံးပန်းတွေရဲ့ခြေထောက်တွေကိုတန်ကျိုးနဲ့ချီနှောင်ကနေပူစာလုံပြီးအလုပ်ကျန်းတွေလုပ်ခိုင်းနေရတယ်ကျန်းတဲ့အခြေအနေမျိုးမှာ secret 3လေးခွန်း300နဲ့တနစ်ကိုထမင်းတနက်ပဲကျွေးတယ်လို့မျက်မြင်သူတွေက MGN ကိုပြောပါတယ်စစ်သုံးပန်းတွေဆိုတာလက်နက်ချပြီးအညံ့ခံတဲ့စစ်ရှုံးသူတွေဖြစ်တဲ့သူတွေအားနိုင်ငံတကာဥပဒေအတိုင်းထိသိမ်းဆောင်ရှောက်ရမယ်အခုတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့တမိုင်းမပေါ်ပေါက်မိခဲ့တော့ကစစ်သုံးပန်းတွေအားစစ်နိုင်သူတွေကပြုမှုဆက်ဆံခဲ့တယ်လို့မျိုးအခုတော့အေကလည်းစစ်သုံးပန်းတွေအားလူသားချင်းစာနာထောက်ထားဖို့နဲ့ကာဝယ်ဆက်ရှုပ်ဖို့ပြက်ကွက်နေတဲ့စစ်သုံးပန်းတွေအပေါ်ပြုမှုဆက်ဆံနေတဲ့အေကနိုင်ငံတကာဥပဒေကိုစန့်ကျင်ပြီး Geneva Convention ကိုချိုးဖောက်နေတယ်လို့လူအခွင့်အရေးလှုပ်ရှားသူတအုပ်ကထောက်ပပြောဆိုခဲ့ပါတယ်